သူတို့မကြိုက်တဲ့ဖားထီးတွေနဲ့မိမ့်မလိုက်ချင်တဲ့အခါတေးချင်အောင်ဆောင်တက်ကြတဲ့ဖားအမများဒီနေ့တော့တဘာဝတရားကြီးကဖန်တီးပေးထားတဲ့ဖားမတွေရဲ့နီလန်းတစ်ခုအကြောင်းကိုပြောပြပါမယ်။ဥရောပတိုက်ကဖားမတွေမှာထူးခြားတဲ့အမှုချင်းတစ်ခုကိုသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ကြည့်ရှုသူမိတ်ဆွေများအတွက်ဘူတုဒဖြစ်ပွဲစိတ်ဝင်စားဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brihat Channel လေးကို Like and Subscribe လုပ်သွားပြီးပါအောင်နော်။မျိုးပွားရာသီရောက်ပြီဆိုရင်ဖားထီးတွေကဝိုင်းအောင်ပြီးအပြိုင်ဆိုင်မေးလိုက်ဖို့ကြိုးစားကြပါတယ်။ဒီလိုခက်ခဲတွေနဲ့ကြုံတဲ့အခါမှာဖားမတွေကသူတို့မလိုချင်တဲ့ဖားထီးတွေစီကလေရုံထွက်နိုင်ဖို့နီလန်းတစ်ခုကိုသုံးကြပါတယ်။အဲ့ဒါကတော့ရုတ်တရက်တောက်တင်းမလုံးမချက်တော့ပဲတေးချင်အောင်ဆောင်ခြင်းပါပဲ။အဲ့ဒီနီလန်းကတော့ Tonic Immobility လို့ခေါ်တဲ့ကိုယ်ခန္ဓာတစ်ခုလုံးတောင့်တင်းပြီးလုံးဝလှုပ်ရှားမှုမရှိဘဲရပ်တန့်သွားတဲ့အခြေအနေကိုပြုလုပ်ပြီးတော့ဖားထီးတွေကိုပရိယာယ်နဲ့လှည့်စားခြင်းဖြစ်တယ်လို့ Royal Society Open Science ရဲ့လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ဖားထီးများဟာဖားမတစ်ကောင်ကိုအုပ်စုလိုက်ဘေးလိုက်ဖို့အတွက်ရုံးရင်းဆန်ခတ်ကြိုးစားကြပါတယ်။ဖားမတွေကမလိုချင်တဲ့ဖားထီးရဲ့ဖမ်းဆုပ်ခြင်းခံရပြီဆိုတာနဲ့လက်တွေခြေထောက်တွေကိုစန်တန်းပြီးလုံးဝအသက်မရှိသလိုဟန်ဆောင်ကငြိမ်သက်နေလိုက်တာပါ။ဒါကိုသိချင်အောင်ဆောင်ခြင်း Feigning Death လို့ခေါ်ပါတယ်။ဖားထီးတွေကသူတို့မေးလိုက်မဲ့ဖားမတည်သွားပြီလို့ထင်ပြီးစိတ်ဝင်စားမှုရောကျသွားတဲ့အခါလက်လွတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဖားမတွေကအန္တရာယ်ရှိတဲ့ဖားထီးအုပ်စုတွေရဲ့ဖန်ဆုပ်မှုကလေအသက်ဘေးမထိခိုက်ပဲလွတ်မြောက်သွားတတ်ကြပါတယ်။ဖားမတွေရဲ့46%ဟာဒီနီးလန်းတဲ့ဖားထီးတွေရဲ့ရံမှလွတ်မြောက်သွားကြလိမ့်ရှိပါတယ်။ဒီလိုမျိုးတိရစ္ဆာန်လေးတွေမှာလည်းအရေးကြုံတဲ့အခါသူတို့ကိုသူတို့လွတ်မြောက်အောင်နီးလန်းလေးတွေနဲ့ဘယ်လိုရင်ဆိုင်ဖြည့်ရှင်းကြသလဲဆိုတာကိုသိရှိသွားပြီလို့ထင်ပါတယ်။